ညနေအားလုံးမင်္ဂလာပါမတွေ့ရတော့လက်ချပြီဆိုတော့ကျွန်တော်ဒီအခုဒီကျွန်တော်ရဲ့တန်ဖိုးထားပါမယ်ဆိုတော့တခြင်းလေး music video လေးကိုကျွန်တော်တကယ်ချင်းနေလကား free page နေပေါ့နော်ဘာလို့ဆိုကျွန်တော်ဂတိပေးထားလို့ပါmelody ကတော့ကျွန်တော်တကယ်ချင်းဝယ်ကိုဖြစ်ပြီးတော့မှစာသားကျွန်တော်ကိုယ်တိုင်ထည့်ထားတာပေါ့နော်ပြီးတော့တကယ်ချင်းမြင့်မြတ်နဲ့တင်စာဝင်ကြော်တော့လည်းမြေတာနဲ့တရုတ်ဆောင်ထားပြီးတယ်အရန်ကြည့်လို့ကောင်းပါတယ်အားပေးပါအောင်ဒီသချင်းလို့ကျေးဇူးပြုပြီးshare ပေးပါအောင်ကျွန်တော်ပြီးတော့လည်းဒီပရိသတ်လည်းနည်းနည်းစိတ်နာကြပြီ music video လည်းမထွက်တာကြပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီ2018ထဲမှာတတိယ album ကိုကျွန်တော်တခါတည်း music video ရော audio CD ရောကျွန်တော်ကြိုးစားထားပါတယ်အဲ့ဒါလည်းကျွန်တော်သတိတရားနဲ့ဆုတောင်းပေးပါအောင်ပြီးတော့ကျွန်တော်ကိုလည်းအားပေးပါအောင်လို့ပြောချင်ပါတယ်အားလုံး thank you ပါရှောင်းရမင်းရဲ့မြာတယောက်ထဲနဲ့ကိုမလန်းဝန်းပါအတိုင်းမသိခွာဝေးလေချင်နာသူကိုနာဖြည့်စည်းပေးရင်တမ်းမို့ထားခဲ့တဲ့ဘဝလေးတို့ရတော့ပြပါချစ်တော်ဆိုတလုံးတွေပေးဆက်ချင်နေတယောက်ဆိုတယောက်သေးပဲသူမမြင်နိုင်တဲ့ကိုရဲ့ရင်မှာချစ်တို့ပြေပါကွယ်ချစ်သူတော်ဆိုလူနေချင်းတိုင်းနေသူနာမှာလူမြင်ရရှိအောင်ဖြည့်စည်းပေးရစေကြောက်ခိုင်းပြီးထွက်မသွားပါနဲ့လွမ်းတမခံနိုင်ဘူးလုံယုံတဲ့ကိုရင်ဝင်နေမှာစနာသူတယောက်သာခုနာခွင့်ပြုတယ်ဘဝတစ်ခုလုံးပုံအပ်ပါကွယ်အဆုံးတနေ့တီတမို့ထားပါမယ်ခဏလေးနဲ့ခွင့်မသွားချင်ဘူးလို့အဆုံးသစ္စာပေးလေပါဘယ်တော့မှမပြောင်းဘူးချင်နာသူလေးအားကတိပေးပါမယ်တမို့ထားခဲ့တဲ့ဘဝလေးလို့ရတော့ပြပါချစ်တော်ဆိုတလုံးတော့ပေးဆက်ချင်နေတယောက်ဆိုတယောက်သေးပဲသူမမြင်နိုင်တဲ့ကိုရဲ့ရင်မှာချစ်တော်ပြေပါကွယ်ချစ်သူတော်ဆိုလူနေချင်းတိုင်းနေသူနာမှာလူညင်ရရှိအောင်ဖြည့်စည်းပေးရစေချောင်းခိုင်းပြီးထွက်မသွားပါနဲ့လွမ်းတမ်းခံနိုင်မှုလုံခြုံတဲ့ကိုရင်ဝင်နေမှာကျနာသူတယောက်သာခုနာခွင့်ပြုတယ်ဘဝတစ်ခုလုံးပုံအပ်ပါကွယ်ဆုံးတနေ့တီတမို့ထားပါမယ်တမို့ထား